ဂျပန်ကစားသမား9ဦးကိုခေါ်ယူပြီးတော့အသင်းရဲ့အင်အားပိုင်းကိုဖြည့်တင်းလိုက်တဲ့ AR United အမျိုးသမီးအသင်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ M1Go Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲ AR United အမျိုးသမီးအသင်းကတော့လာမယ့် August လ 18 ရက်နေ့ကနေစပြီးတော့ AFC အမျိုးသမီးချန်ပီယံလိပြိုင်ပွဲရဲ့အခြေစစ်ပွဲတွေကိုမြန်မာနိုင်ငံမှာအင်ရှင်အဖြစ်လက်ခံကျင်းပသွားဖို့ရှိနေပါတယ်။ AR United အမျိုးသမီးအသင်းကတော့အုပ်စု F မှာစင်ကာပူကလပ် Jurong FCလက်ဘနွန်ကလပ် No Limit FC တရုတ်တိုင်ပေကလပ် New Taipei City FC တွေနဲ့တအုပ်စုထဲကြာရောက်နေတာလည်းဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ကျင်းပပုံအရအုပ်စုဘိုသတင်းနဲ့ရပဲနောက်တစ်ဆင့်ကိုတန်လှမ်းမှာဖြစ်တဲ့အတွက် AR United အသင်းကတော့အထူးကြိုးစားဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ပွဲတိုင်းကိုအာရုံစိုက်ပြီးတော့ရှင်ပြိုင်ကစားဖို့လည်းလိုအပ်နေတာလည်းဖြစ်ပါတယ်။ကစားရမယ့်ပွဲချိန်တွေနဲ့နေ့ရက်တွေကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်။ August လ 18 ရက်နေ့ညနေ 4 နာရီချိန်မှာတော့ AR အသင်းကကျွန်တော်တို့ပွဲဥထွက်အဖြစ်ပေါ့စင်ကာပူကလပ် FC ဂျူရောင်းအသင်းနဲ့ညနေ 4 နာရီမှာ3လခွဲမှာရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်။နောက်ထပ်အုပ်စုဒုတိယပွဲအနေနဲ့ August လ 20 မှာကျွန်တော်တို့ No Limit FC လက်ဘနွန်ကလပ်နဲ့ရှင်ပြိုင်ရမယ်။အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် August လ 23 ရက်နေ့ညနေ 4 နာရီချိန်မှာ AR United အမျိုးသမီးအသင်းဟာ New Taipei City ဆိုတဲ့တရုတ်တိုင်ပေကလပ်နဲ့လည်းရှင်ပြိုင်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။ဒီနေ့ပြိုင်ပွဲရဲ့အုပ်စုအနေထားကိုပြောမယ်ဆိုရင်တော့မနှစ်ကတော့အုပ်စုကခြောင်နေတာမျိုးတော့မရှိဘူးပေါ့နော်။ဘာလို့လဲဆိုတော့မနှစ်က ISB ဝင်ကန်ခဲ့တဲ့ဒီခြေစစ်ပွဲမှာဆိုရင်တော့ကျွန်တော်တို့အပြိုင်ဆိုင်ကန်ခဲ့ရတဲ့ကလပ်ဆိုလို့ကျွန်တော်တို့ဖိလစ်ပိုင်ကလပ်နဲ့ပဲအပြိုင်ဆိုင်ကန်ပြီးတော့ကျွန်တော်တို့အုပ်စုဆင့်ကိုကျော်လွှားနိုင်ခဲ့တယ်ပေါ့နော်။ဒီနှစ်မှာတော့ကျွန်တော်တို့အုပ်စုအနေထားကအနည်းငယ်ကျက်တဲ့ပုံစံမျိုးရှိမယ်။ဘာလို့လဲဆိုတော့ဒီစင်ကာပူအမျိုးသမီးလိကိုပေါ့နော်။ဒီနှစ်မှာစင်ကာပူမျိုးသမီးလိကဆိုရင်လည်းပြောမယ်ဆိုရင်သူတို့ပြည်တွင်းမှာတိုက်ဆိုင်မှုအရင်ပြင်းထန်တယ်။အဲကြောင့်မလို့စင်ကာပူအမျိုးသမီးကလပ်တွေကလည်းအထင်သေးလို့ရတဲ့ကလပ်ထဲမှာတော့ပါမလာနေတော့ဘူးပေါ့နော်။ဒီ FC ဂျူရောင်းဆိုရင်လည်းကဲနောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ New Taipei City ဆိုတဲ့ဒီအမျိုးသမီးကလပ်ပေါ့နော်။တိုင်ပေဆိုရင်လည်းအမျိုးသမီးဘောလုံးနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးနေတဲ့နိုင်ငံတွေပြီးသွားရင်သူတို့အသင်းတွေမှာကိုယ်စီပေါ့နော်။ဒီနိုင်ငံခြားကစားသမားတွေကအများကြီးရှိနေတာဖြစ်တဲ့အတွက်AR United အမျိုးသမီးအသင်းတွေနဲ့ဒီပွဲစဉ်တွေကိုအာရုံစိုက်ပြီးတော့ရှင်ပြိုင်ကစားရဖို့လည်းလိုနေတာဖြစ်ပါတယ်။ဂျပန်ကစားသမား9ဦးကိုတော့ခေါ်လိုက်ပြီးဒီကစားသမားတွေကဘယ်သူတွေဖြစ်တယ်ဘယ်ကလပ်တွေမှာစော့ခဲ့ပြီးတော့ဒီဘက်ကိုလာခဲ့တယ်ဆိုတာကိုတော့အသေးစိတ်ကျွန်တော်အနေနဲ့လည်းမသိရသေးဘူး။သိရရဆိုရင်လည်းအဲ့သတင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တစ်ခုကတော့ဒီပွဲစဉ်တွေကိုဘယ်လိုကြည့်ရှုအားပေးရမလဲဆိုတဲ့အရာပေါ့နော်။ဒါကတော့ကံမှာတော့သူ့နာခွဲမှာကံပဲပွဲချိန်တွေကလည်းညနေ 4 နာရီဒီမှာကံမှာဖြစ်တဲ့အတွက်ဒီ AR United ရဲ့ဒီအမျိုးသမီးအသင်းရဲ့ပြည်သက်တွေပေါ့နော်။ဖန်နေနေနဲ့လည်းကွင်းထဲမှာသွားပြီးတော့လည်းကြည့်လို့ရမယ်။နောက်ထပ် TV ကကြည့်ရမယ့်ပြည်သက်တွေတော့ကတော့လက်ရှိဘယ် line ကပြမယ်ဆိုပြီးတော့ကျွန်တော်ကြေညာထားတာမျိုးတော့မရှိသေးဘူး။အကယ်၍ဒီလိုကြည့်လို့ရမယ့် channel တွေ line တွေသိပြီဆိုရင်လည်း M1Go Sport မှာထပ်ပြီးတော့ update အနေနဲ့တင်ဆက်ပေးသွားဖို့ရှိနေပါတယ်။အခုကြည့်ရှုနေတဲ့ပြည်သက်တွေကရောဒီပြိုင်ပွဲမှာ AR United အမျိုးသမီးအသင်းအနေနဲ့နောက်တစ်ဆင့်ကိုတန်လှမ်းသွားနိုင်မယ်လို့ယုံကြည်လားအမြင်လေးတွေကို comment မှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ပြည်သက်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးဆုံတွေ့ကြပါမယ်။